မင်္ဂလာပါကလေးတို့ရေ Resilient မှာပြန်လဲကြိုဆိုလိုက်ပါတယ်နော်ဒီနေ့မှာတော့ photosynthesis လို့ခေါ်တဲ့အပင်တွေဘလို့အစာချက်လုပ်လဲဆိုတာကိုလေ့လာသွားရမှာပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာရှိတဲ့တတ္တဝါတိုင်းကအသက်ရှင်ဖို့ရှင်သန်ကြီးထွားဖို့အတွက်အစားအစာစားတောက်ကြရတယ်အပင်စားတတ္တဝါတွေဆိုရင်တော့အသီးအနှံတွေအရက်တွေစားပြီးအသားစားတတ္တဝါတွေဆိုရင်တော့အခြားသားကောင်တွေကိုစားတောက်ကြရတယ်ဒါဆိုရင်အပင်တွေကရောသူတို့အသက်ရှင်ဖို့အတွက်ဘာကိုစားတောက်ကြမလဲစဉ်းစားကြည့်ရအောင်အပင်တစ်ပင်ရှင်သန်ကြီးထွားဖို့အတွက်ဆိုရင်နေရောင်ခြည်ရယ်ရေရယ်မြေကြီးရယ်အဓိကလိုအပ်ပါတယ်တိတိကျကျပြောရမယ်ဆိုရင်တော့အပင်တွေကနေမရတဲ့နေရောင်ခြည်ရေပြီးရင်မြေပြီးလို့ရှိရင်တော့လေထုထဲမှာရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုအသုံးပြုပြီးအစာချက်လုပ်ကြပါတယ်အဲ့ဒီလိုအစာကိုယ်တိုင်ချက်လုပ်တဲ့လုပ်ငန်းစဉ်ကို English လို့ photosynthesis လို့ခေါ်ပြီးမြေကြီးပေါ်မှာရှိတဲ့အပင်တွေဒါမှကရေအောက်မှာရှိတဲ့ရင်းနှီးပင်တွေကအစာချက်လုပ်ကြပါတယ်ဒါဆိုရင်တော့အစာချက်လုပ်တယ်ဆိုတာဘာလဲဆိုတာကိုသိသွားပြီလို့ယုံကြည်ပါတယ်နောက် lesson တွေမှာဘလို့စိတ်ဝင်စားစရာကောင်းတဲ့ခေါင်းစဉ်လေးတွေနဲ့ပြန်လာမလဲကိုစောင့်ကြည့်ပေးပါအောင်နော်